လွှင့်လို့မရအော်တိုပြက်ပြုတ်ကြနေနော်ကျွန်တော်ဗီဒီယိုလေးပဲမိတ်ဆွေတို့ကျွန်တော်တင်ပေးလိုက်ပါတယ်ကျွန်တော်မိတ်ဆွေတွေအားလုံးကနေပြီးတော့ကိုလင်းကနေပြီးဥစားပထမဘာပြောချင်တာလဲဆိုတော့နော်ကျွန်တော်ရဲ့အကောင့်ကဒီအကောင့်ကနေအခုကျွန်တော်ဗီဒီယိုတင်လိုက်တဲ့အကောင့်ကနေပြီးတော့ကျွန်တော်ပို့တင်ပေးလိုက်မယ်ကိုလင်းရဲ့အကောင့်သစ်ကလေးဆိုပြီးတော့အဲ့ဒါလေးကြားလို့ရှိရင်အဲ့အတောင်စာတန်းလေးကိုအပြောင်စာတန်းလေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ကိုလင်းရဲ့အကောင့်ဂီလင်းဆိုတဲ့အကောင့်သစ်ကလေးကိုကျွန်တော်မိတ်ဆွေအားပါနော်အဲ့အကောင့်နေကျွန်တော် subscriber 1000ပြည့်ရနဲ့ကျွန်တော် like လွှင့်ပေးမယ်နော်ဟုတ်ပြီလားဒီအကောင့်နေကျွန်တော်ဗီဒီယိုလေးပဲကျွန်တော်တင်ပေးမယ်အဲ့ဒါကြောင့်ကျွန်တော်မိတ်ဆွေအားလုံးကနေပြီးတော့ကျွန်တော်ပြောတာလေးကိုတော့ဥစားပထမလုပ်ပေးပါအဲ့မှာ subscriber တော့900ကျော်လောက်တော့ဖြစ်သွားပြီ600ပြည့်တော့မယ်နော်1000လောက်ပြည့်အောင်လေးမြန်မြန်လေးသွားနှိပ်ပေးကြပါနော်အဲ့ဒါလေးတော့ဥစားပထမပြောရင်ကျွန်တော်အလုပ်ပြန်လုပ်ပေးမယ်နော်မိတ်ဆွေတို့နည်းနည်းဝင်းရံပေးနော်ကျွန်တော်အဆက်အသွယ်ပြတ်နေရကြာပြီဒီဒုတိယကနဲ့နော်ကျွန်တော်မလုပ်တာကြာပြီလို့နော်အဲ့ဒါကြောင့်ကျွန်တော်မိတ်ဆွေအားလုံးပဲကိုလင်းအခုဒီကောင်းနေပြီးတော့ကျွန်တော်ပို့တင်ပေးထားတဲ့ကိုလင်းရဲ့အကောင့်သစ်ဆိုတာလေးကိုချပို့တင်ထားတဲ့ဟာလေးကိုကြည့်မယ်အဲ့ကြလို့အဲ့အပြောင်စာတန်းလေးကိုဖိလိုက်လို့ရှိရင်အကောင့်သစ်ထဲကိုရောက်လာလိမ့်မယ်အဲ့ကြရင် subscribe လေးတွေနှိပ်ပေးထားနော်ဟုတ်ပြီလားကဲကျွန်တော်ဒီကောင်းနေရောကျွန်တော်ဗီဒီယိုလေးပဲဒီညတင်ပေးလိုက်ပဲ live လေးလို့လုံးဝမရဘူးအော်တိုပြက်ကျသွားတယ်နော်ကဲအဲ့ဒီကြောင့်ကျွန်တော်ပြောချင်တာတော့ကျွန်တော်ရဲ့အဖွဲ့ဝင်ဇာတိုးပတ်တီးကတော့ okay မှာဆိုပြေးတယ်နော်ဒါအင်္ဂါမကျော်စာတို့ကလက်မကြီးနဲ့ကွက်တီပဲဒီညနေတော့6ထိပ်စီးနဲ့ပဲနော် okay တဲ့6နဲ့ပတ်သက်တဲ့မွေးတင်ကွက်ကတော့ဒါကျွန်တော်မိတ်ဆွေတွေကြံပွဲမှာထပ်ပြီးတော့ဖြုတ်ပေးပါနော်ထည့်ထိုးပေးပါနော်ဟုတ်ပြီလားကိုလင်းကတော့တာဝန်ကြီးတယ်နော်လက်မကြီးနဲ့ပတ်တီးတစ်လုံးကိုရမ်းလိုက်နေမှစားကိုလင်းနဲ့အတူတူဖြုတ်ချင်တဲ့သူတွေတခါတည်းခေါ်ပြီးသားအလုံးနဲ့ပဲတက်သေးပြအပတ်တိုင်းမှာနော်ဒီတစ်ပတ်တည်းမဟုတ်ဘူးနော်ဟုတ်ပြီလားကဲလာမယ့်ဘက်မှာလည်းဖောင်းရပိတ်ရမရှိဘူးဖြုတ်ချင်တဲ့သူလာခဲ့အဲ့လိုမျိုးအေးဆေးပဲဘာလို့မှလဲနော်တသားရပဲဟုတ်တယ်နော်ကဲအဲ့ဒီကြောင့်မို့ကျွန်တော်ပြောချင်တာတစ်ခုကဦးကျွန်တော်မိတ်ဆွေတို့ကျွန်တော်ဗရိတ်လဲပေးထားတယ်ကျွန်တော် free ပတ်တီးလေးကျွန်တော်လက်ဆောင်ပေးခြင်းနဲ့အင်္ဂါဗုဒ္ဓဦးကြာသပတေးကြံ3ရက်စာပေါ့နော်အင်္ဂါဗုဒ္ဓဦးကြာသပတေးကြံ3ရက်စာမှာ free ပတ်တီးဇာတို့အနေနဲ့လက်ဆောင်ပတ်တီး3ညတစ်လုံးဖြစ်ပါတယ်နော်3ညပတ်တီးဇာတို့ပါနေတိုက်သမားတွေအကြောင်းမျိုးကြောင့်ဖောင်းဝင်နေတဲ့သူတွေနေတိုက်သမားတွေနော်ကျိုင်းတဲ့ကိုနဲ့အကြိုက်တူတွေကျိုင်းတဲ့တန်ယူဖြုတ်ပါနော်ဇာတို့အနေနဲ့ free ပတ်တီးကတော့3ညတစ်လုံးထပ်ပေးလိုက်ပါတယ်ကိုလင်းကြံပွဲမှာနော်ကဲဗရိတ်လဲကျွန်တော်ပေးထားတယ်နော်2ဗရိတ်9ဗရိတ်ကဲအဲ့ဒါပြီးကျွန်တော်နေတိုက်လေးသွားမယ်မနေ့ကကျွန်တော်အင်္ဂါနေ့ပေါ့ဗျာ12ရက်5လပါ2026အင်္ဂါနေ့12နာရီ10မိနစ်ကိုကျွန်တော်ကိုင်မယ်ဝန်းချင်းလေးကတော့၄ကိုဝန်းချင်းဖြစ်ပါတယ်၄ကိုဝန်းချင်းမှာကျွန်တော်ကိုလည်း4နဲ့ပတ်သက်လာရင်ဘာလေးကြိုက်လဲဆိုရင်4နဲ့4 3 4ခွန်4 8နော်ဝန်းချင်းက4ကို4နဲ့ပတ်သက်လာရင်ကိုလင်းကဘာလေးကြိုက်လဲဆိုရင်4နဲ့4 3 4ခွန်4 8နော်6နဲ့ပတ်သက်ရင်ကိုလင်းကဘာလေးကြိုက်လဲဆိုရင်6နဲ့9 3 9ခွန်9 8နော်6နဲ့ပတ်သက်ရင်6နဲ့9 3 9ခွန်9 8နော်4ကိုကျွန်တော်က2 3ခွန်8နဲ့ကပ်ပေးထားတာပါအဲ့ဒါပြီးကျွန်တော်ရဲ့စိန်မာစတာကီကတော့4ကို2ကီဖြစ်ပါတယ်ဒါပေမဲ့အင်္ဂါနေ့တော့ကိုစိန်မာစတာကီက4ကို2ကီပါနော်ကဲအဲ့ဒါပြီးကျွန်တော်အကြိုက် main တင်ကွက်ကတော့ခွန်4ရယ်2 5ရယ်2 9ရယ်ဖြစ်ပါတယ်ဒါခွန်4ဆိုလဲဒါပါပြီးသားခုနဩကွက်ထဲမှာ2 9ဆိုလဲခုနဩကွက်ထဲမှာပါပြီးသားနော်ကဲကျွန်တော်ကြိုက် main တင်ကွက်ကတော့ခွန်4ရယ်2 5ရယ်2 9ရယ်ဖြစ်ပါတယ် main တင်ကွက်ပါဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါ good night ပါအိမ်မက်လာမကြပါသေးကျွန်တော်ဒီကောင်းနေကျွန်တော်ပို့တင်ပေးလိုက်မယ်ကိုလင်းရဲ့အကောင့်သစ်ကလေးကိုအပ်ပေးထားကြအဲ့ဒါလေးကိုအပြောင်စာတန်းလေးကိုနှိပ်ပြီးတော့ lucky နင်းဆိုတဲ့ကိုလင်းရဲ့ channel အသစ်အခုမှစပွင့်တဲ့အကောင့်လေး subscriber 900ကျော်ပဲရှိသေးတယ်เนาะအဲ့ဒါလေးကိုနှိပ်ပေးထားပါကျွန်တော်အလုပ်ပြန်လုပ်ပေးမယ် okay ဟုတ်ပြီလား subscriber 1000ပြည့်အောင်နှိပ်လိုက်